Welcome back my blog ရမရီ blog နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှဆိုတော့ကျွန်တော်ကဒီအောင်ဘန်းမြို့မှာရှိတဲ့ဒီပွဲရုံတွေကိုတော့ရောက်လဲပတ်မှာပြီးဖြစ်ပါတယ် Okay ပါဆိုကျွန်တော်ဒီအောင်ဘန်းပွဲရုံတွေမှာဘယ်လိုပွဲရုံတွေရှိလဲဘာတွေရှိလဲဆိုတော့စိတ်ဝင်စားတဲ့ mix တွေများအားလုံးဒီဗီဒီယိုကိုအဆုံးထိကြည့်ပါအောင်ဗျ Okay let's go togetherဟုတ်ကဲ့ဗျာအခုမြင်တွေ့နေတာတော့ဒါရီရှန်ရှင်တွေတဲလာတဲ့ကျွတ်တွေကိုကားပေါ်နီသစင်တဲချနေတာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့မြင်ကွင်းနေရတော့ဒါရီပစ္စည်းတွေကိုတက်ဆိုင်ရပွဲစားဈေးဖြတ်ပြီးတော့ကုန်ချိန်နေတာပဲဖြစ်ပါတယ်မိတ်ဆွေတို့တည်တဲ့အတိုင်းကျက်သွန်အစားအစာရှိတာဖြစ်တဲ့အတွက်ကားပေါ်ချပြီးသားကျက်သွန်တွေအလုပ်သမားတွေကစိုက်ခွဲပါတယ်ခွဲပြီးသားပုံတွေပွဲစားကစီးဖြတ်နေတာပဲဖြစ်ပါတယ်